ဘာသီလခံယူဆောက်တည်ရန်ဩကာသကြောကျိုးဖြင့်ညီညာဖြဖြကြောကြပါကုန်သို့ဩကာသဩကာသဩကာသကာယကံဝစီကံမနောကံသဗ္ဗဒောသခတိသောအပြစ်တို့ကိုရောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရာယရဏတရားယရဏသံဃာယရဏယရဏမြတ်သုံးပါးတို့ကိုအယောသေးအလေးအမြတ်လက်ဆောင်မူ၍ရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ကြောပါ၏ရှင်ဖျားကြောရာသောကျိုးအားကြောင့်အပေလေးပါကသုံးပါယတ္တိရှိပါယန္တုမျိုး၅ပါဝိပတ္တိတရား၄ပါယတနာတရား၅ပါးတို့မှာအခါခတ်သိကင်းလွတ်ငြိမ်းသည်ဖြစ်၍မေတ္တရားဖို့တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့ဤရှင်ဖျားဒီနာခံယူဆောက်တည်ခြင်းကြောကျိုးမှာပါတဲ့ပါဠိပုပ္ပနဲ့အဓိပ္ပာယ်ငုတ်ကွဲနေသောအချက်လက်များကိုဘီလာခံယူတဲ့သူများရှင်းရှင်းလင်းလင်းနားလည်နိုင်စေရန်ရှင်းလင်းဖော်ပြပါမယ်။ဩကာဒဩကာဒဩကာဒရှိခိုးကြောယံခွင့်ပြုတော်မူပါခွင့်ပြုတော်မူပါခွင့်ပြုတော်မူပါလို့ဆိုလိုပါတယ်။ကာယကံကိုယ်ဖြင့်ပြုတော်အမှုဝစီကံနှုတ်ဖြင့်ပြုသောအမှုမနောကံစိတ်ဖြင့်ပြုသောအမှုသဗ္ဗဒောတာအလုံးစုံသောအပြည့်ဖရာယရဏနှစ်သက်မြတ်နိုးအပ်သောဖရာယရဏဆိုတာနှစ်သက်မြတ်နိုးအပ်သောလို့ဆိုလိုပါတယ်တရားယရဏနှစ်သက်မြတ်နိုးအပ်သောတရားသံဃာယရဏနှစ်သက်မြတ်နိုးအပ်သောသံဃာအပေလေးပါအပေဟူသည်ချမ်းသာကင်း၍ကုသိုလ်ပြုခွင့်မရတဲ့အယတ္တိတာလို့ဆိုလိုပါတယ်တိနာမငရဲချမ်းသာကင်း၍ကုသိုလ်ပြုခွင့်မရသောအယငရဲဘုံငရဲကြီးရှစ်ထပ်ရှိပါတယ်နိနာမတိရိစ္ဆာန်မေဖို့မကာထောင်းပြဖီလာသွားလာတတ်သောတတ္တဝါလို့ဆိုလိုပါတယ်တိရဆိုတာထောင်းပြဖီလာဆန်းဆိုတာကသွားလာတတ်တဲ့တတ္တဝါသုံးနာမပြိတ္တာချမ်းသာအပေါင်းမှကင်းဝေးတဲ့တတ္တဝါလို့ဆိုလိုပါတယ်လေးနာမအတုရကေအတုရဆိုတာမရဲရင်သောကာယကအပေါင်းနတ်များကဲ့သို့မရဲရင်နဲ့မတောက်ပတဲ့တတ္တဝါအပေါင်းလို့ဆိုလိုပါတယ်ကတ်သုံးမှာကတ်ဟူသည်ပျက်စီးခြင်းကိုဆိုလိုပါတယ်တဲ့ဒုဗိခန္တရကံဒုဗိခဗိခဆိုတာအစာအစာဒုဆိုတာငတ်မွတ်တယ်ပေါ့အစာအစာငတ်မွတ်ဘေးကြောင့်ပျက်စီးခြင်းနှစ်တထန္တရကံတထအန္တရတထဆိုတာလက်နဲ့ဒီပေါ့ဓာလံတနတ်စိမ်းမြောင်းစားတဲ့လက်နဲ့ဘေးကြောင့်ပျက်စီးခြင်းသုံးရောဂန္တရကရောဂအန္တရကရောဂဆိုတာပလိယောဂစတဲ့ကတ်ယောဂကြောင့်ပျက်စီးခြင်းကတ်ဆိုင်ပုံကတော့လောဘကြီးလို့ရှိရင်ဒုဗိကန္တရကတ်ဆက်ရောက်ပါတယ်
ဒေါသကြီးလို့ရှိရင်တော့တဋ္ဌန္တရကဆက်ရောက်ပါတယ်မောဟကြီးလို့ရှိရင်တော့ရောဂန္တရကဆက်ရောက်ပါတယ်ရပ်ပြည့်ရှိပါရပ်ပြည့်ရှိပါဆိုတာကတော့မဲ့ဖို့မရနိုင်တဲ့နေရာအရာရှိခုလို့ဆိုလိုပါတယ်တိနာမငရဲဘုံလည်းပဲမဲ့ဖို့နိဗ္ဗာန်မရနိုင်ပါဘူးနှစ်နာမတိရိစ္ဆာန်သုံးနာမပြိတ္တာလေးနာမအတိညတနဲ့အရူပဗြဟ္မဘုံအတိညတဗြဟ္မာရီလည်းပဲစိတ်စေတသိက်မရှိတော့မဲ့ဖို့နိဗ္ဗာန်မရပါဘူးအရူပဝဆရဗြဟ္မာရီလည်းပဲတရားနားထောင်မှုနားမပါတဲ့အတွက်မဲ့ဖို့နိဗ္ဗာန်မရပါဘူးငါးနာမပစ္ဆန္တရေအရာအစွမ်းဖျားကြတဲ့အရာ6နာမမိစ္ဆာဒိဋ္ဌိအယူရှိသူတို့နေတဲ့နေရာအရာ9နာမဉာဏ်ပညာမရှိတဲ့သူတွေနေရာအရာ10နာမဖျားမပွင့်တဲ့အချိန်မှာလူပုံမဲ့လူဖြစ်ပြီးတော့နေရာအရာ8ခုကိုရပ်ပြည့်8ပါလို့ခေါ်ပါယန္တုမျိုး5ပါး1နာမရေဆိုတာလည်းပဲသုံးတတ်လို့ရှိရင်အကျိုးရှိပေမဲ့လို့မသုံးတတ်ရင်ယန္တုဖြစ်ပါမီးရလည်းပဲသုံးတတ်ရင်အကျိုးရှိပြီးတော့မသုံးတတ်ရင်ယန္တုဖြစ်တတ်ပါသုံးနာမမင်းစုံမင်းကြီးမင်းကောင်းမင်းမြတ်တွေကတော့တိုင်းပြည်အတွက်အလိုရှိရတဲ့ပုဂ္ဂိုလ်များဖြစ်ပါမင်းစုံမင်းကြီးကိုယ်သာလည်းဒီနေရာဆိုလိုပါတယ်လေးနာမတခိုးဓမြများငါးနာမအမွေခံသာသမီစုများအဲ့ဒါယန္တုမျိုး5ပါးဖြစ်ပါတယ်ဝိပတ္တိတရား4ပါးဝိပတ္တိဆိုတာကဖောက်ပြန်ချွတ်ယွင်းခြင်းလို့ဆိုလိုပါတယ်ဝိပတ္တိတရား4ပါး1နာမဂတိဝိပတ္တိအပေဘုံ၌ဖြစ်ရခြင်း2နာမဥပရိဝိပတ္တိရုပ်ဆင်းအင်္ဂါပျက်စီးရခြင်းဥပရိသရာရုပ်အဆင်းမျက်စိနားနှာခေါင်းစားတဲ့ဒီလိုအင်္ဂါတွေချွတ်ယွင်းတာပေါ့သုံးနာမကာလဝိပတ္တိတရားမဆောင်သောသူတို့လက်ထက်၌ဖြစ်ရခြင်းလေးနာမပယောဂဝိပတ္တိအကုသိုလ်တရားကိုသာအာထုတ်နေခြင်းအဲ့ဒါလိုဝိပတ္တိတရား4ပါးရှိပါဗျတနာတရား5ပါးဗျတနာဆိုတာကတော့ပျက်စီးခြင်းကိုဆိုလိုပါတယ်တိနာမအနေနဲ့ညာတိဗျတနာဆွေမျိုးတို့ရဲ့ပျက်စီးခြင်းနှစ်နာမဘောဂဗျတနာစီးစိမ်ဥစ္စာတွေရဲ့ပျက်စီးခြင်းသုံးနာမရောဂဗျတနာအနာယောဂတို့နှိမ့်ဆက်ခံရပြီးတော့ပျက်စီးခြင်းလေးနာမဒိဋ္ဌိဗျတနာအယူလွဲမှားပြီးတော့ပျက်စီးခြင်း5နံပါတ်သီလဗျတနာအကျင့်သီလပျက်စီးခြင်းလို့ဗျတနာတရား5ပါးရှိပါမေတ္တရားဆိုတာကတော့နိဗ္ဗာန်ကိုရောက်ကြောင်းဖြစ်တဲ့သောတာပတ္တိမေစားတဲ့မေတ္တရားဖြစ်ပါတယ်ဖို့တရားဆိုတာကတော့နိဗ္ဗာန်သို့ရောက်ကြောင်းလမ်းကြောင်းဖြစ်တဲ့သောတာပတ္တိမေစားရဲ့အကျိုးတရားဖို့ဆိုတာဖလကောင်းကျိုးတရားလို့ဆိုလိုပါတယ်နိဗ္ဗာန်ချမ်းသာဆိုတာကတော့ယုံနာခန္ဓာတို့ရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်တရာချုပ်ငြိမ်းရာအေးငြိမ်းရာချုပ်ငြိမ်းရာဖြစ်တဲ့ချမ်းသာတဲ့ဘုံလို့ဆိုလိုပါတယ်ဤတို့ယရဏသုံးပါးကိုရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြရသောကုသိုလ်ကံစေရနာတို့ကြောင့်မိမိတို့အလိုရှိအပ်တောင်းတအပ်သောသုဒုစုမြအပေါင်းတို့နှင့်ပြည့်စုံကြပါစေပြီးသောဆုနှင့်ပြည့်စုံရပါလို၏အရှင်ဖေယဟံဗန္တိအဟံဗန္တိဣတရဏေနတဟဣတရဏေနတဟပင်စသီလံပင်စသီလံဓမ္မံယာစာမိဓမ္မံယာစာမိအနုဂဟံကတဝါအနုဂဟံကတဝါသီလံဒေထာသ
သီလံဒေထ မေဗန္တိ မေဗန္တိ အရှင်ဘုရား အရှင်ဖေယ တပည့်တော်သည် တပည့်တော်သည် တရဏဂုံသုံးပါးနှင့်တကွာ တရဏဂုံသုံးပါးနှင့်တကွာ ငါးပါးသီလဟုသော ငါးပါးသီလဟူသော တရားတော်ကို တရားတော်ကို တောင်းပါ၏ တောင်းပါ၏ အရှင်ဘုရား အရှင်ဖေယ တပည့်တော်အား တပည့်တော်အား ချီးမြှောက်ခြင်းကိုပြု၍ ချင်းမြောက်ခြင်းကိုပြု၍ ငါးပါးသီလကို ငါးပါးသီလကို ပေးတော်မူပါကုန်ဖျား ပေးတော်မူပါကုန်ဖေယ ဒုတိယံပိအဟံဗန္တိ ဒုတိယံပိအဟံဗန္တိ တိတရဏေနတဟ တိကရဏေနတဟ ပင်စသီလံ ပင်စသီလံ ဓမ္မံယာသာမိ ဓမ္မံယာစာမိ အနုဂဟံကတဝါ အနုဂဟံကတဝါ သီလံဒေထ သီလံဒေထ မေဗန္တိ မေဗန္တိ အရှင်ဖျား အရှင်ဖေယ နှစ်ကြိမ်မြောက် နှစ်ကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ပံလေ တပည့်တော်သည် တပည့်တော်သည် တရဏဂုံသုံးပါးနှင့်တကွာ တရဏဂုံသုံးပါးနှင့်တကွာ ငါးပါးသီလဟုသော ငါးပါးသီလဟူသော တရားတော်ကို တရားတော်ကို တောင်းပါ၏ တောင်းပါ၏ အရှင်ဖျား အရှင်ဖေယ တပည့်တော်အား တပည့်တော်အား ချီးမြှောက်ခြင်းကိုပြု၍ ချီးမြှောက်ခြင်းကိုပြု၍ ငါးပါးသီလကို ငါးပါးသီလကို ပေးတော်မူပါကုန်ဖျား ပေးတော်မူပါကုန်ဖေယ တတိယံပိအဟံဗန္တိ တတိယံပိအဟံဗန္တိ တိတရဏေနတဟ တိတနေနတဟ ပင်စသီလံ ပင်စသီလံ ဓမ္မံယာသာမိ ဓမ္မံယာစာမိ အနုဂဟံကတဝါ အနုဂဟံကတဝါ သီလံဒေထ သီလံဒေထ မေဗန္တိ မေဗန္တိ အရှင်ဖျား အရှင်ဖေယ သုံးကြိမ်မြောက် သုံးကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ပံလေ တပည့်တော်သည် တပည့်တော်သည် တရဏဂုံသုံးပါးနှင့်တကွာ တရဏဂုံသုံးပါးနှင့်တကွာ ငါးပါးသီလဟုသော ငါးပါးသီလဟူသော တရားတော်ကို တရားတော်ကို တောင်းပါ၏ တောင်းပါ အ ၏ ရှင်ဖျား အရှင်ဖေယ တပည့်တော်အား တပည့်တော်အား ချီးမြှောက်ခြင်းကိုပြု၍ ချင်းမြောက်ခြင်းကိုပြု၍ ငါးပါးသီလကို ငါးပါးသီလကို ပေးတော်မူပါကုန်ဖျား ပေးတော်မူပါကုန်ဖေယ ယမဟံဝရာမိတံဝတိထဆရာတော်ဆိုသလိုလိုက်ဆိုကြပါ အာမပန္တိမှန်ပါဖေယ နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာ နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓသာ ပူဇော်အထုကို ပူဇော်ထုကို ခံယူတော်မူတိုက်သော ခံယူတော်မူတိုက်သော အလုံးစုံသော အလုံးစုံသော တရားတို့ကို တရားတို့ကို မဖောက်မပြန် မဖောက်မပြန် ကိုယ်တော်တိုင်သာ ကိုယ်တော်တိုင်သာ တ
သိတော်မူသောထိုမြတ်စွာဘုရားအား သိတော်မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏ ရှိခိုးပါ၏ နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ပူဇော်ထုကို ပူဇော်ထုကို ခံယူတော်မူတိုက်သော ခံယူတော်မူတိုက်သော အလုံးစုံသော အလုံးစုံသော တရားတို့ကို တရားတို့ကို မဖောက်မပြန် မဖောက်မပြန် ကိုယ်တော်တိုင်သာ ကိုယ်တော်တိုင်သာ သိတော်မူသောထိုမြတ်စွာဘုရားအား သိတော်မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏ ရှိခိုးပါ၏ နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ပူဇော်ထုကို ပူဇော်ထုကို ခံယူတော်မူတိုက်သော ခံယူတော်မူထိုက်သော အလုံးစုံသော အလုံးစုံသော တရားတို့ကို တရားတို့ကို မဖောက်မပြန် မဖောက်မပြန် ကိုယ်တော်တိုင်သာ ကိုယ်တော်တိုင်သာ သိတော်မူသောထိုမြတ်စွာဘုရားအား သိတော်မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏ ရှိခိုးပါ၏ ဗုဒ္ဓံတရဏံကိသာမိ ဗုဒ္ဓံတရဏံကိသာမိ မြတ်စွာဘုရားကို မြတ်စွာဘုရားကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ စိကပါ၏ ၍စိကပါ၏ ဓမ္မံတရဏံကိသာမိ ဓမ္မံတရဏံကိသာမိ တရားတော်မြတ်ကို တရားတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ စိကပါ၏ ၍စိကပါ၏ သံဃံတရဏံကိသာမိ သံဃံတရဏံကိသာမိ သံဃာတော်မြတ်ကို သံဃာတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ စိကပါ၏ ၍စိကပါ၏ ဒုတိယမိဗုဒ္ဓံတရဏံကိသာမိ ဒုတိယံပိဗုဒ္ဓံတရဏံကိသာမိ နှစ်ကြိမ်မြောက် နှစ်ကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ပန်းလေ မြတ်စွာဘုရားကို မြတ်စွာဘုရားကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ စိကပါ၏ ၍စိကပါ၏ ဒုတိယမိဓမ္မံတရဏံကိသာမိ ဒုတိယံပိဓမ္မံတရဏံကိသာမိ နှစ်ကြိမ်မြောက် နှစ်ကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ပန်းလေ တရားတော်မြတ်ကို တရားတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ စိကပါ၏ ၍စိကပါ၏ ဒုတိယမိသံဃံတရဏံကိသာမိ ဒုတိယံပိသံဃံတရဏံကိသာမိ နှစ်ကြိမ်မြောက် နှစ်ကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ပန်းလေ သံဃာတော်မြတ်ကို သံဃာတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ စိကပါ၏ ၍စိကပါ၏ တတိယမိဗုဒ္ဓံတရဏံကိသာမိ တတိယံပိဗုဒ္ဓံတရဏံကိသာမိ သ
သုံးကြိမ်မြောက် သုံးကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ပန်းလေ မြတ်စွာဘုရားကို မြတ်စွာဘုရားကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ စိကပါယီ ၍စိကပါ၏တတိယံမိဓမ္မံတရဏံကိစ္ဆာမိ တတိယံပိဓမ္မံတရဏံကိစ္ဆာမိ သုံးကြိမ်မြောက် သုံးကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ပန်းလေ တရားတော်မြတ်ကို တရားတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ စိကပါယီ ၍စိကပါ၏တတိယံမိသံဃံတရဏံကိစ္ဆာမိ တတိယံပိသံဃံတရဏံကိစ္ဆာမိ သုံးကြိမ်မြောက် သုံးကြိမ်မြောက် နောက်ထပ်တစ်ဖန်လဲ နောက်ထပ်တစ်ပန်းလေ သံဃာတော်မြတ်ကို သံဃာတော်မြတ်ကို ကိုယ်ွယ်ရာဟု၍ ကိုယ်ဝေယဟူ စိကပါယီ ၍စိကပါ၏ တရဏဂမနံပရိဘုံနံတရဏဂုံသောက်တည်မှုပြည့်စုံပါပြီ အာမဗန္တိမှန်ပါဖျား ဘာနာတိပါဒာဝေရမဏိတိခာပဒံသမာရိယာမိ ဘာနာတိပါဒာဝေရမဏိတိခာပဒံသမာရိယာမိ သူအသက်တချင်းမှာ သူအသက်တချင်းမှာ ရှောင်ကျင်အားဖြစ်သောတိခာပုဂ္ဂိုလ် ရှောင်းကျင်အားတိခာပုဂ္ဂိုလ် ကောင်းစွာသောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ အဒိနာဒါနာဝေရမဏိတိခာပဒံသမာရိယာမိ အဒိဏဒါနာဝေရမဏိတိခာပဒံသမာရိယာမိ ပိုင်ရှင်သည် ပိုင်ရှင်သည် ကိုယ်နှုတ်တို့ဖြင့် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော မပေးအပ်သော သူတစ်ပါးဤဥစ္စာကို သူတစ်ပါး၏ဥစ္စာကို ခိုးယူခြင်းမှ ခိုးယူခြင်းမှာ ရှောင်ကျင်အားဖြစ်သောတိခာပုဂ္ဂိုလ် ရှောင်းကျင်အားဖြစ်သောတိခာပုဂ္ဂိုလ် ကောင်းစွာသောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ ကာမေတုမိစ္ဆာသာရာဝေရမဏိတိခာပဒံသမာရိယာမိ ကာမိတုမိစ္ဆာစာရာဝေရမဏိတိခာပဒံသမာရိယာမိ ကာမဂုဏ်တို့၌ ကာမဂုဏ်တို့၌ မာယွန်းစွာ မာယွင်းစွာ ကျင့်ခြင်းမှ ကျင့်ခြင်းမှာ ရှောင်ကျင်အားဖြစ်သောတိခာပုဂ္ဂိုလ် ရှောင်းကျင်အားဖြစ်သောတိခာပုဂ္ဂိုလ် ကောင်းစွာသောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ မုဒဝါဒဝေရမဏိတိခာပဒံသမာရိယာမိ မုသာဝါဒဝေရမဏိတိခာပဒံသမာရိယာမိ မဟုတ်မမှန် မဟုတ်မမှန် လိန်ညာပြောဆိုခြင်းမှ လိန်ညာပြောဆိုခြင်းမှာ ရှောင်ကျင်အားဖြစ်သောတိခာပုဂ္ဂိုလ် ရှောင်းကျင်အားဖြစ်သောတိခာပုဂ္ဂိုလ် ကောင်းစွာသောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ သူရာမေရယမေဇာပမဒဌာနာဝေရမဏိတိခာပဒံသမာရိယာမိ သူရာမေရယမေဇပမာဒဌာနာဝေရမဏိတိခာပဒံသမာရိယာမိ ဒေယီတေရဲ့နှင့် သေဤသေရဲ့နှင့် မူရစ်စေဝါတို့ကို မူရစ်စေဝါတို့ကို တောက်သုံးခြင်းမှ တောက်သုံးခြင်းမှာ ရှောင်ကျင်အားဖြစ်သောတိခာပုဂ္ဂိုလ် ရှောင်းကျင်အားဖြစ်သောတိခာပုဂ္ဂိုလ် ကောင်းစွာသောက်တည်ပါ၏ ကောင်းစွာဆောက်တည်ပါ၏ ဣဒံမေသီလံ ဣဒံမေသီလံ
မေဃဖလနိဗ္ဗာနတ္တာ မေဃဖလနိဗ္ဗာနတ္တာ ပစ္စယောဟောတု ပစ္စယောဟောတု တပည့်တော်ဤ တတိတော်ဤ ဤယခုသောက်တည်ပြီးသော ဤယခုသောက်တည်ပြီးသော ငါးပါးသီလသည် ငါးပါးသီလသည် မေဖို့နိဗ္ဗာန်ကို မေဖို့နိဗ္ဗာန်ကို ရခြင်းဤ ရခြင်းဤ အာကောင်းသော အာကောင်းသော အကြောင်းအထောက်အပံ့ အကြောင်းအထောက်အပံ့ ဖြစ်ပါစေတည်း ဖြစ်ပါစေတည်း တိတရဏေနသဟပင်စသီလံဓမ္မံသာရုကံကတဝါအပမဒေနသံပါဒေထာတရဏဂုံ၃ပါးနှင့်တကွာ၅ပါးသီလဟူသောတရားတော်ကိုအယုအသေးအလေးမြတ်ပြု၍မမိတ်မလျော့သောတတိဖြင့်ပြည့်စုံစေကြကုန်လော အာမဗန္တိမင်္ဂလာဖျာယနေ့ကိုအစပြု၍အသက်ထက်ဆုံးဘုရားရှင်အားကိုးကွယ်ပါမည်တစ္ဆာပြုပါ၏တစ္ဆာပြုပါ၏တစ္ဆာပြုပါ၏ထိုတစ္ဆာစကားကြောင့်ကျွန်ုပ်တို့သည်ဘေးရန်ခတ်သိမ်းကင်းပြတ်ငြိမ်၍ချမ်းသာဒုက္ခဟူသည်များနှင့်အောင်ခြင်းမင်္ဂလာပြည့်ဝရပါစေသာအရှင်မြတ်